ရွှေသမင်သူများတွေလိုက်လိမ့်တာဟုတ်တယ်မသူမပေါတာပွေးမပါတယ် ရွှေသမင်မလွဲရင်တော့မှဒိုင်လုံးမစားတော့ဘူးဗျာ အဲ့ဒီတယောက်မဟုတ်ဘာလို့ဆိုအဲ့ဒီတယောက်နဲ့တူအောင်လှုပ်ထားတာ အဲ့လို ရွှေသမင် အဲ့ဒီလူကြီးရလေမိမပါတဲ့အလုပ်ဆိုရင်သူဟာအလှကိုမကြိုက်ပါဘူးဆိုပြီးပေါင်းတာတဘူးပဲပါတာ ရွှေသမင် မိမနဲ့မလိုက်လာတဲ့ဒီရှူတင်နဲ့ကြားရောမော်စကိုရီအများကြီးလိမ့်ထားတာ ရွှေသမင် ညခုံးဝေးကိုကြည့်ပါလားအမောင်လေးနဲ့ဆိုးထားတာလက်ကမ်းကြီးလေးဆိုးထားတယ် ရွှေသမင် တမင်အသေးကွဲတော့ကလည်းလေတို့တွေတိတယ်နော် သူတဲ့ခွဲရပါပို့ဆိုရင်တခါလီတွေ့ရင်ခက်တဲ့ပြီးတော့ဘူးလား ရွှေသမင် ချွတ်ပြီးပြောရင်လည်းပြောလိုက်ပါတော့ကိုပါ ရွှေသမင် ခုကဘာလဲဆိုတော့ရွှေသမင်ကသူ့ကိုယ်သူပြန်ဖော်နေတယ်လို့ဖြစ်နေ ဟုတ်တယ်ဒါမလို့ ရွှေသမင် ငါဖော်မယ်နေတော့မဖော်နဲ့ဆိုတာထားဖြစ်နေတယ် ဟဲ့သူလည်းမထူးစားခင်းတာပေါ့ဟဲ့ တော်တော်ကြီးကို ရွှေသမင် မက်တင်ကဘာတော်တော်ဝရတယ်လို့ပြောလို့ မေရာရှိပါအလားကြီးပြရတဲ့ပုံကြီးရိုက်လို့မရတော့ မေရာရှင်းမှာ ရွှေသမင် ဘာလို့မရမှာတော့ရိုက်ဘာရတယ်လေ ဘာလို့လဲမရတော့ဘူး မရရပါတယ်ရပါတယ်ကြံသေးရကြံသေး ရွှေသမင် ရတော့မှာမဟုတ်လို့လားရပါလား ယောက်ျားယူမှာငါ ရွှေသမင်